တက်ခါတော့ကစုံမကြီးတရားမျိုးပေါ်မှာလမ်းပြောင်းနေခဲ့ပါတယ်။သူလျှောက်သွားနေရင်လည်းကောင်လေးတယောက်နဲ့တွေ့ဆုံခဲ့ရပါတယ်။ကောင်လေးကဖုန်းနဲ့တခြားတယောက်နဲ့စကားတွေပြောဆိုနေခဲ့ရပါ။ကောင်လေးရဲ့နာမည်ကအန်ကုရှ်ပါ။အမေဘာမှလည်းစိတ်ပူမနေပါနဲ့။ဒီကိစ္စကတလောက်ထိလည်းမကြည့်ဘူးအမေရဲ့ project တေးသေးလေးပဲ။အရာအားလုံးအဆင်ပြေသွားလိမ့်မယ်အမေ။ဒါပဲတော့အမေ။ကျွန်တော်နောက်တစ်မျိုးရောက်သွားတဲ့အခါကျရင်တော့အမေကိုဖုန်းပြန်ဆက်မယ်သိလား။ဟုတ်ပြီနော်အမေဒါဆိုရင်တော့ဒါပဲသိလားဖုန်းချပြီးရွာသွားမလို့တဲ့။ရွာသွားမယ်ဆိုရင်တော့ငါလိုက်သွားမှဖြစ်မယ်။ငါနေထိုင်နေခဲ့တဲ့ရွာဖြစ်ရင်ဖြစ်နေမှာ။အခုငါဘလို့ဖြစ်ပြီးတော့ဒီမြို့ကိုရောက်လာတာလည်းမသိတော့ဘူး။ဘာဖြစ်လို့ငါဒီမှာရှိနေရတာလဲ။ဒီကောင်လေးကိုတော့ဘလို့မဆိုငါအကူအညီတောင်းကြည့်ရမယ်။သူပဲငါ့ကိုကူညီပေးနိုင်မှာ။ငါလည်းရွာကိုပြန်ပြီးငါဘာတွေကြုံတွေ့ခဲ့ရတာလဲဆိုတော့ကိုစုံစမ်းရအောင်မယ်။စုံမကြီးကလည်းအန်ကုရှ်အရှိကိုရောက်ခဲ့ပါတယ်။ပြီးတော့တာနဲ့ပြောလိုက်ပါတယ်။ဒီမှာဟိုကောင်လေးငါအနေနဲ့အတူတူလိုက်ခဲ့မယ်။အန်ကုရှ်ကရုတ်တရက်ကြီးဖြစ်နေခဲ့တဲ့အတွက်ကြောင့်မို့လို့တော်တော်လေးလမ်းဖြန့်သွားခဲ့ပါတယ်။သူလည်းဒီကနေအမြန်ဆုံးပြေးဖို့အတွက်ကြိုးစားပါတယ်။ဒါပေမဲ့စုံမကြီးကသူ့ကိုဖမ်းမိသွားခဲ့ပါပြီ။ဟဲ့ဘယ်ကိုပြေးတာလဲဘယ်သွားနေရလဲမပြေးနဲ့ငါလည်းနေနဲ့အတူတူလိုက်ခဲ့မလို့နင်သွားနေတဲ့နေရာကိုငါလိုက်ခဲ့ခြင်းနဲ့ငါ့ကိုလည်းခေါ်သွားပြီးငါကရွာကိုသွားမလို့အလုပ်ကိစ္စနဲ့ရွာသွားစေရရှိတယ်။နင်အဲ့ဒီကိုလိုက်မလို့လား။အေးဟုတ်တယ်လိုက်မယ်။ဘာလို့လိုက်မှာလဲ။ဘာကိစ္စနဲ့လိုက်ချင်ရတာလဲ။ဘလို့လိုက်ရမှာလဲ။နင်မှာကားရှိတယ်မလား။နင်ကားနဲ့ငါလိုက်မယ်လေ။သွားမယ်ဆိုရင်တော့နင်နဲ့သွားမှကိုဖြစ်မှာ။နင်ငါ့ကိုခေါ်သွားမလားမခေါ်သွားဘူးလားပြော။မခေါ်သွားဘူးဆိုရင်တော့နင်ကအစုံမစိုးနဲ့နော်။ငါနဲ့ကိုဘာလို့ရမလဲဆိုတော့အခုချက်ချင်းဆုံးဖြတ်လိုက်လို့ရတယ်။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာကောင်းလေးလည်းတော်တော်လေးလမ်းဖြန့်သွားပါတယ်။အေးပါနင်ကလေလိုက်မယ်ဆိုရင်လိုက်ခဲ့ပါငါခေါ်သွားပေးမယ်နော်။ထိုင်အနောက်မှာဝင်ထိုင်လေ။ဒီလိုနဲ့စုံမကြီးကလည်းအန်ကုရှ်ကရဲ့အနောက်ခံမှာဝင်ထိုင်နေခဲ့ပြီးအန်ကုရှ်ကကားမောင်းပြီးသွားနေခဲ့ပါတယ်။သူလည်းဘာတွေဖြစ်နေရလဲနားမလည်နိုင်အောင်ဖြစ်နေပါတယ်။နင်ဘာကိစ္စနဲ့ရွာကိုသွားနေရလဲ။အော်ရွာကိုလား။အဲ့ဒီရွာမှာငါအလုပ်တစ်ခုလုပ်နေတာအရေးကြီးတဲ့အလုပ်ကိစ္စတစ်ခုရှိလို့သွားနေရလေ။ဒါနဲ့ခမည်းကရောဘာဖြစ်လို့အဲ့ဒီရွာကိုပြန်သွားချင်ရတာလဲ။ငါယောက်ျားရွာမှာနေရဟုတ်လား။ဒါဆိုရင်ခမည်းမြို့မှာဘာလာလုပ်နေရလဲ။မသိပါဘူး။ငါကမြို့မှာလမ်းပြောင်းနေတာ။ငါမမီသလားဆိုလို့ရှင်တော့ငါမသေးခင်မှာငါယောက်ျားနဲ့အတူတူရှောက်လဲဖို့အတွက်ရထားနဲ့တနေရာကိုသွားနေတာ။ငါတို့လက်ထပ်ထားတာမကြသေးဘူးလေ။ငါတို့ဟန်နီမွန်းထွက်နေကြတာတိလား။ညမိုးချုပ်အချိန်ကြီးရုတ်တရက်ပဲလူသူကင်းရှင်း6ကန်းနေတဲ့ဘူရာယုံတစ်ခုမှရထားရက်သွားတယ်။ငါလည်းရေရီအရန်စနေရနဲ့ရေတောက်မယ်ဆိုပြီးတော့ဘူရာအောက်ကိုဆင်းလာခဲ့။ငါလည်းငါယောက်ျားပြောပါတယ်အတူတူသွားကြရအောင်ဆိုပြီးတော့လေသူကအိမ်ငိုက်တယ်တယောက်တည်းပဲရေတော့ဝယ်လိုက်ပါတဲ့။ငါလည်းရထားပေါ်ကဆင်းပြီးရှေ့ဆက်သွားတာပေါ့။ဒါပေမဲ့နောက်ထပ်ရထားတန်လမ်းမှာရထားလာနေရကိုငါမတွေးလိုက်ဘူး။ငါပြုတ်ကြပြီးဘာဖြစ်သွားလဲမသိတော့ဘူး။အဲဒီနောက်တော့ငါလည်းအခုလိုမျိုးစုံမကြီးဖြစ်သွားတော့တာပဲ။ငါယောက်ျားပါလာခဲ့တဲ့ရထားကတော့ထွက်ခွာသွားခဲ့ပြီငါလည်းဘယ်သူမှကိုမသိတဲ့ဒီမျိုးမှာပိတ်မိနေတော့တာပဲဟိငါလည်းငါယောက်ျားနဲ့မတွေ့ရတာနည်းနည်းတော့ကြာနေပြီဒါကတကယ်ကိုစိတ်မကောင်းစရာကိစ္စပဲနော်ဒါဆိုရင်တော့ရွာကိုရောက်ရင်နေရဲ့အိမ်ဘယ်မှာလဲဆိုတာငါ့ကိုပြောပြအောင်အိမ်အထိငါနင်းကိုလိုက်ပို့ပေးလိုက်မယ်နော်ငါမှလည်းအလုပ်ရှိသေးတယ်ဆိုတော့ငါဆက်သွားရလိမ့်မယ်ရပါတယ်ရွာရောက်တယ်ဆိုရင်ပဲအဆင်ပြေနေပြီငါသဘောတူတယ်ခဏလောက်ကောင်းမောင်းပြီးနောက်မှာတော့အန်ကုရှ်လည်းရွာကိုရောက်လာခဲ့ပါတယ်ရွာကိုရောက်တာနဲ့စုံမကြီးကလည်းသူ့အိမ်လိပ်စာကိုပြောပြခဲ့ပါတယ်။စုံမကြီးကလည်းအိမ်ရောက်တာနဲ့ကားပေါ်ကဆင်းသွားပါတယ်။စုံမကြီးသူ့အိမ်ကိုသွားနေတာကိုအန်ကုရှ်ကတော့အဝေးတနေရာကနေကြည့်နေပါတယ်။သူ့ရဲ့အိမ်မှာတော့ခတ်ထားပါတယ်။ကြည့်ရတာသူ့အိမ်မှာအခုဘယ်သူမှမရှိဘူးနဲ့တူတယ်။မဖြစ်သေးပါဘူး။စုံမကြီးသူ့အိမ်မှာဘယ်သူမှမရှိဘူးဆိုတာကိုသိရင်တော့ဒီကိုပြန်လာနေပါဦးမယ်။ငါကြီးကနေအမြန်ဆုံးပြေးမှဖြစ်မယ်။ငါဒီကိုငါရဲ့ရွယ်ချက်နဲ့ငါလာခဲ့တာ။ငါအလုပ်မပြီးရင်တော့မဖြစ်ဘူး။သူကလည်းကားမောင်းပြီးထွက်ခွာသွားခဲ့ပါတယ်။တစ်ဖက်မှာစုံမကြီးကလည်းအိမ်တကာတော့ခတ်ထားတဲ့အတွက်စိတ်ညစ်သွားပါတယ်။ဘလို့ဖြစ်တာလဲအိမ်တကာပိတ်ထားတာလား။အိမ်တကာကိုဘာဖြစ်လို့ပိတ်ထားရတာလဲ။ဒီအိမ်မှာလူမနေရတော်တော်လေးကြာနေပြီနဲ့တူတယ်။စုံမကြီးနောက်ကိုလဲကြည့်ခဲ့တဲ့အခါမှာဘယ်သူမှမရှိတော့ပါဘူး။အခုနောက်ကောင်လေးဘယ်ရောက်သွားတာလဲ။သူဒီကနေပြီးတော့ထွက်သွားပြီလားဒုက္ခပဲ။ငါအခုဘာလုပ်ရမလဲ။ဒီကောင်လေးကိုငါဘယ်မှာသွားရှာရမလဲ။ငါ့ကိုအကူအညီပေးနိုင်တာသူတယောက်တည်းပဲရှိရအောင်။သူကလည်းငါ့ကိုထားပြီးတော့ထွက်သွားပြီ။သူ့ကိုတော့ငါအလှုပ်ကိုမပေးနိုင်ပါဘူး။စုံမကြီးကလည်းအန်ကုရှ်ကိုနေရာစုံမလိုက်ရှာနေခဲ့ပါတယ်။ခဏအကြာမှာတော့သူလည်းအန်ကုရှ်ရဲ့ကားကိုရှာတွေ့သွားပါတယ်။သူကကားကိုလူသူကင်းမဲနေတဲ့အိမ်တအိမ်ရဲ့အရှိမရပ်ထားခဲ့ရပါ။အနီးအနားမှာအိမ်တအိမ်မှမရှိပါဘူး။ဒီအိမ်တစ်လုံးတည်းသာရှိပါတယ်။စုံမကြီးကလည်းဂရင်းပေါက်တွေကနေအထဲကိုချောင်းကြည့်လိုက်ပါတယ်။အထဲမှာတွေ့ခဲ့ရတဲ့ကိစ္စကြောင့်သူလည်းတော်တော်လေးအံ့အားသင့်သွားခဲ့ရပါတယ်။အဲ့ဒီအထဲမှာအန်ကုရှ်ကတော့ကောင်မလေးတယောက်နဲ့အတူတူရှိနေကြပါ။အိမ်ကြီးထဲမှာဆက်အကြီးကြီးတစ်ခုလည်းရှိပါသေးတယ်။ဘာလို့ဒီလောက်တောင်နောက်ကျနေရလဲငါနဲ့ကိုစောင့်နေရတော်တော်ကြာနေပြီအဲ့လောက်ထိကြာစရာဘာလို့လဲအေးငါနဲ့ကိုဘယ်လိုပြောပြရမလဲငါလမ်းမှာစုံမကြီးတစ်ကောင်နဲ့တွေ့နေလို့ဟာအခုပဲသူ့အိမ်မှာသူ့ကိုငါထားခဲ့ပြီးတော့ဒီကိုထွက်လာခဲ့တာအခုတော်သေးရပေါ့ဘယ်လိုမဆိုငါလွတ်လာလို့
မဟုတ်ရင်တော့လေသူငါ့ကိုဘာလုပ်မလဲငါလည်းမသိဘူးဒီလားစောင်းမကြီးဟုတ်လားနင်းနဲ့အတူတူလိုက်ခဲ့တယ်တကယ်လားကဲထားပါဒါတွေအားလုံးခဏလေးထားလိုက်ငါတို့လုပ်ရမယ့်အလုပ်ကအရေးကြီးရယ်ဒီမှာလေဒီအချိန်ခရီးသွားတဲ့ဆက်ကအစင်သစ်ပဲငါတို့ဒါကိုစမ်းတိုက်ကြီးမှဖြစ်မယ်ဒါအစင်ပြေနဲ့အလုပ်လုပ်ပြီးဆိုရင်တော့ငါတို့ပွားပြီပဲငါတို့တကယ်ချမ်းသာသွားတော့မှသိလားဒါဘောပရီယာနင်ပြောတာမှန်တယ်နင်ကဒီဆက်ကိုတော်တော်လေးစူးစမ်းပန်းစားနဲ့လှုပ်ထားခဲ့တာအခုဆက်ကလည်းပြီးစီးသွားပြီဆိုတော့အေးဘာဖြစ်လဲပြောလေဆက်ပြောပါအောင်ရုတ်တရက်အန်ကုရှ်ကဓာတ်တစ်ချောင်းထုတ်လိုက်ပါတယ်ပြီးသွားတာနဲ့ပရီယာဘက်ကိုတိုးလာပါတယ်အန်ကုရှ်ရဲ့ပြောင်းလဲသွားတဲ့ပုံစံကြောင့်ပရီယာလည်းတော်တော်လေးလန့်ဖြတ်နေပါတယ်အခုငါနဲ့ကိုထပ်ပြီးတော့မလို့အပ်တော့ဘူးပရီယာငါနဲ့ကိုလိုအပ်တယ်ဆိုတာကဒီဆက်ကိုထုတ်လုပ်ဖို့အတွက်ပဲလိုအပ်ခဲ့တာငါနဲ့ကိုတကယ်မချစ်ဘူးချစ်အောင်ဆောင်ခဲ့တာနင်ကငါတို့ကြောင့်မှအတော်ဆုံးပဲလေနင်တယောက်တည်းကပဲဒီအချိန်ခရီးသွားဆက်ကိုလုံနိုင်မယ်ဆိုတာကိုငါသိတယ်နင်တာဘာတွေပြောနေရလဲစားစရာနောက်စရာကိစ္စမဟုတ်ဘူးနော်အန်ကုရှ်အရှိကိုတိုးလာတဲ့အချိန်မှာပရီယာကရှောင်လိုက်ပါတယ်အပြင်ကစုံမကြီးကဓာတ်ရီအားလုံးကိုမြင်တွေ့နေတဲ့အတွက်ဒေါသတကြီးနဲ့အထဲဝင်လာခဲ့ပါတယ်ပြီးတော့အန်ကုရှ်ကိုကင်ပေါက်ပြလိုက်ပါတယ်နေကငါ့ကိုလည်းထားသွားတယ်ဒီမိန်းကလေးကိုလည်းတစ္ဆာဖောက်နေသေးရလားပြီးတော့သူ့ကိုတခါတည်းအဆုံးသတ်ပြစ်ဖို့အတွက်ကြံစီနေတယ်နင်အခုလိုတစ္ဆာဖောက်တဲ့အတွက်အကျိုးရလဒ်ကတစ်ခုပဲရှိတယ်အခုနင်ဒီလောကကြီးမှာအသက်ဆက်ရှင်ခွင့်မရှိတော့ဘူးစုံမကြီးကအန်ကုရှ်ကိုတော်တော်ဒေါသထွက်နေခဲ့ရပါဒါကြောင့်အန်ကုရှ်ရဲ့စကားကိုနားမထောင်ပဲတခါတည်းအဆုံးသတ်ပေးလိုက်ပါတယ်တောက်တွေ့ခဲ့ရတဲ့အခါမှာပရီယာလည်းကြောက်လန့်သွားခဲ့ပါတယ်။သူလည်းစုံမကြီးကိုကြောက်လန့်နဲ့မေးလိုက်ပါတယ်။ရှင်ကျမကိုလည်းအခုလိုလုပ်မှလား။မလုပ်ပါဘူး။ဒါပေမဲ့နင်ငါ့ကိုတစ်ခုအကူအညီပေး။နင်ငါ့ကိုအကူအညီပေးမယ်ဆိုရင်တော့ငါနဲ့ကိုလှုပ်ပေးမယ်။ပြောပါဘလို့အကူအညီပေးရမှာလဲ။နင်လောက်ထားတဲ့ဒီဆက်ကြီးကတကယ်ပဲအလုပ်လုပ်လား။လုပ်တယ်တေချာအလုပ်လုပ်တယ်။ဒီဆက်ကိုစီးပြီးတော့ကျမတို့အချိန်ကိုအရှိနောက်သွားလို့ရတယ်။ကောင်းပြီ။ဒါဆိုရင်တော့ငါယောက်ျားနဲ့ငါခရီးထွက်နေတဲ့ညကိုငါ့ကိုပြန်ခေါ်သွားပေး။အဒီနေညာကဘာတွေဖြစ်သွားတာလဲဆိုတာကိုငါသိချင်တယ်။ဟုတ်ပြီဒါဆိုရင်တော့ကျမခေါ်သွားပေးမယ်။ရှင်ဒီဆက်ပေါ်တက်ထိုင်လိုက်ပါ။စုံမကြီးနဲ့ပရီယာတို့နှစ်ယောက်လုံးကလည်းဆက်ထဲမှာထိုင်ခဲ့ကြပါတယ်။ပရီယာကလည်းဆက်မှာရှိတဲ့ခလုတ်တွေကိုနှိပ်ပါတယ်။စက္ကန့်အနည်းငယ်အတွင်းမှာပဲသူတို့လည်းအချိန်ခရီးသွားခဲ့ကြပါတယ်။ကဲအခုတော့ကျမတို့အချိန်ခရီးသွားခဲ့ကြပြီ။တိတ်မကြခင်နှစ်ယောက်ကြားလည်းအိမ်ကနေထွက်လာလိမ့်မယ်။သွားမယ်ငါတို့အမြန်သွားရမယ်။ပရီယာကစုံမကြီးကိုသူ့ကားပေါ်တင်ခေါ်သွားခဲ့ပါတယ်။ခဏကြာမှသူတို့ကလည်းအိမ်အရှိမသွားဆောင်နေကြပါတယ်ဟိုမှာတွေ့လားအဲ့ဒါငါလေငါပဲငါရဲ့နာမည်ကမေခနာတဲ့သူကငါယောက်ျားပေါ့သူ့နာမည်ကစန်ဂျီငါလေအဲ့ဒီနေ့ကဘလောက်တောင်ဝမ်းသာပျော်ရွှင်နေခဲ့လဲနင်သိလားငါတိတ်မကြခင်မှာအသက်ဆုံးရှုံးရတော့မယ်ဆိုတာကိုတော့တိတောင်မသိခဲ့ဘူးရပါတဲ့ကိစ္စမရှိဘူးကျမတို့အရာအလုံးကိုပြန်ပြင်လို့ရရင်ပြင်လို့ရမှာကျမရှိကိုကဲတင်ပေးမယ်ကဲလာသွားကြမယ်စန်ဂျီဘာလုပ်နေရလဲအမြန်သွားကြရအောင်ရထားလွတ်တော့မယ်လေလင်မယားနှစ်ယောက်သားကလည်းကားငါပြီးဘူရာယုံကိုထွက်လာခဲ့ကြပါတယ်အနောက်ကနေစုံမကြီးနဲ့ပရီယာတို့နှစ်ယောက်လည်းလိုက်လာခဲ့ကြပါတယ်ကြည့်သူတို့ရထားပေါ်ကိုတက်ကြတော့မယ်ငါတို့လည်းရထားပေါ်တက်ကြမယ်လေအားလုံးကလည်းရထားပေါ်တက်သွားကြပါတယ်စုံမကြီးနဲ့ပရီယာတို့နှစ်ယောက်ကလည်းတိတ်လေးမေကနာကိုကြည့်နေခဲ့ကြပါတယ်တိတ်မကြခင်မှာမေကနာရေးစားတယ်ဆိုပြီးတော့ပြောတဲ့ဘူရာကိုရောက်လာတော့မှာပါစန်ဂျီထပါအောင်ကျမရေးစားတယ်မင်းကလည်းကွာငါအိမ်ငိုက်ပါတယ်ဆိုရင်မှငါမှရေပလင်းကတော့ရေကုန်သွားပြီမင်းတောက်ချင်တယ်ဆိုရင်တော့အောက်ဆင်းပြီးတွားဝယ်လိုက်မေကနာရထားပေါ်ကဆင်းသွားခဲ့တဲ့အချိန်မှာစုံမကြီးနဲ့ပရီယာတို့လည်းလိုက်ဆင်းကြပါတယ်ဒီအချိန်မှာထူးဆန်းတာတစ်ခုကတော့စန်ဂျီလည်းနိုးလာခဲ့ပါတယ်သူကမေကနာနောက်ကနေတိတ်လေးလိုက်သွားခဲ့ပါတယ်ဒါပါလေဒါဘလို့ဖြစ်တာလဲစန်ဂျီကအခုနောက်တော့ကအိမ်ငိုက်တယ်ဆိုပြီးတော့အခုထလာတယ်သူတိတ်လေးဘယ်ကိုသွားနေရလဲမသိဘူးနော်သူကနေအနောက်ကိုလိုက်သွားနေတာသိလားဘာဖြစ်လို့လဲမသိဘူးအေးငါလည်းမသိဘူးလိုက်ကြည့်လိုက်အောင်မယ်ကဲလာသွားမယ်လေသွားကြရအောင်သူတို့လိုက်ကြည့်နေခဲ့တဲ့အချိန်မှာမေကနာကတော့ယထာတလန်ကိုကြော်ပြီးရေသွားဝယ်နေခဲ့ပါတယ်။တစ်ဖက်ယထာတလန်မှာယထာတစင်းလာနေခဲ့ပါတယ်။ဒါကြောင့်သူမကလည်းအနောက်ကိုဆုပ်လိုက်ပါတယ်။အနောက်ကနေစန်ဂျေကသူ့ကိုတွန်းဖို့အတွက်ရောက်လာခဲ့ပါတယ်။မေကနာကိုယထာတလန်အပေါ်ကိုမပြစ်ချခင်မှာပဲ။စုံမကြီးရောက်လာပြီးစန်ဂျေကိုဆွဲလိုက်ပါတယ်။ဘာဖြစ်တာလဲဘာတွေဖြစ်ကုန်တာလဲ။ငါပြောပြမယ်မေကနာ။နေ့ယောက်ျားကနင့်ကိုယထာအရှိတွန်းချမလို့လောက်တာငါတို့နှစ်ယောက်တာရောက်မလာဘူးဆိုရင်တော့နင်ဒုက္ခရောက်တော့မလို့နင်တိတ်မကြခင်မှာတေးပြီးဆုံးမကြီးဖြစ်သွားတော့မှသိလားဒီဆုံးမကြီးကဘယ်သူလဲဆိုတာကိုနင်သိလားဒါနင်ပဲငါတို့ကအနာဂတ်ကနေဒီကိုပြန်လာကြတာဟုတ်တယ်မေကနာငါကနင်ပဲပြီးတော့စန်ကြီးငါ့ကိုပြောစမ်းပါနင်ဘာဖြစ်လို့အခုလိုလုပ်ရတာလဲငါနဲ့မချစ်ဘူးတခြားတယောက်ကိုပဲချစ်တယ်ငါမှပတ်စံကအများကြီးရှိတာမဟုတ်ဘူးငါဆင်းရဲတယ်မေကနာကချမ်းသာတယ်မလားအဲ့ဒါကြောင့်ငါကသူ့ကိုလိမ့်လဲလှည့်ဖျားပြီးလက်ထပ်ခဲ့တာငါရဲ့အစီအစဉ်ကဒီအထိပဲဟာနီမွန်ခရီးမှာသူ့ကိုတခါတည်းအဆုံးသတ်ပြရမယ်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာစုံမကြီးတော်တော်လေးဒေါသထွက်သွားခဲ့ပါတယ်ဒါကြောင့်သူကလည်းတယောက်ကြားစံကြီးကိုတရက်ဘွားနဲ့တပ်ပြလိုက်ပါတယ်ခဏကြာမှတော့စုံမကြီးတဖြည်းဖြည်းပျောက်ကွယ်နေပါတယ်နင်ဒါဘာဖြစ်တာလဲနင်ပျောက်ကွယ်နေပြီငါတို့ကအချိန်ကိုခရီးသွားပြီးကိစ္စတွေအားလုံးကိုပြန်ပြင်လိုက်လို့ဖြစ်မယ်အခုငါအသက်ရှင်လျက်နေခွဲရှိပြီကြီးနေနဲ့စုံမကြီးပျောက်ကွယ်သွားပါတယ်
မေကနာနေအခုနားလဲပြီမလားငါလဲသွားရအောင်မယ်ပရိယာကလည်းသူ့ရဲ့အချိန်ခီးသွားဆက်မထိုင်ပြီးငကိုမူလအခြေအနေကိုပြန်လာခဲ့ပါတယ်ပြန်ရောက်လာတာနဲ့သူမမေကနာနဲ့နေတဲ့အိမ်ကိုအရင်ဆုံးသွားပါတယ်မေကနာကလည်းပရိယာကိုတွေ့ရတဲ့ဝမ်းသာပျော်ရွှင်သွားပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားခဲ့တဲ့ပုံမြင်လေးကတော့ဒီအထိပါပဲအခုလိုမျိုးစိတ်ဝင်စားဖွယ်ရာတရေပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူတူပြန်လာခဲ့ပါမယ်ရှင်ကျေးဇူးတင်ပါတယ်